အားလုံးပဲမင်္ဂလာပါကျမဒီတစ်ခေါက်မှာတော့ကျမဒီတစ်ပတ်မှာဖတ်ခဲ့တဲ့စာအုပ်လေးကိုပြန်လည်ပြီးတော့မှ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်စာအုပ်လေးရဲ့နာမည်လေးကတော့ deep walk ပေါ့နော်စိတ်နှလုံးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာရေးသူကတော့ Ken Newport ဖြစ်ပြီးတော့မှမောင်တန်းကနေဘာသာပြန်ထားတာပဲဖြစ်ပါတယ်ဒီစာရေးသူရဲ့ရွေချက်ကတော့အလုတ်ကိုစိတ်နစ်ပြီးတော့မှလှုပ်ခြင်းကပေါ့နော်ရှားပါလာပြီးတော့မှအလုတ်ကိုစိတ်နစ်လှုပ်ခြင်းကတန်ဖိုးရှိလာတယ်ဆိုတဲ့ဟာကိုပေးသိဖို့ပေါ့နော်ပြီးတော့ဒီအလုတ်ကိုစိတ်နစ်ပြီးတော့လှုပ်ပြီးတော့အလုပ်ငန်းခွင်မှာကျွမ်းကျင်လာနိုင်ပြီးတော့မှပိုတန်ဖိုးရှိလာဖို့အတွက်သူကရည်ရွယ်ထားတာပဲဖြစ်ပါတယ်ဒါတွေကိုကိုယ့်ရဲ့လုပ်ငန်းခွင်မှာလက်တွေ့အသုံးချနိုင်ဖို့နဲ့အတူတူဒီလိုလောကကြီးရှုပ်ထွေးနေတဲ့ဒီလောကကြီးမှာပေါ့နော်ကိုလုပ်နေတဲ့အလုပ်ကိုဒီဇိုင်းမှန်လုပ်နိုင်တဲ့နည်းလမ်းတွေကိုလည်းဆရာက sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်အရင်ဆုံးဒီစာအုပ်ကိုပေါ့နော်sharing မလုပ်ခင်မှာကျွန်မသဘောကျတဲ့စာကြောင်းကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပြင်းလာတဲ့အချိန်မှာပြင်းလိုက်တာပဲဒါကလည်းတကယ်တော့တိတ်အကျိုးရှိတဲ့အယူသွေးတရက်ပါကိုစိတ်ကိုမန်ဘလူးတစ်ချက်လိုဖြစ်နေပါစေအာယုံစိုက်မှုတွေကိုစုစည်းပါကိုနှလုံးသားစိတ်ထဲရှိတဲ့တစ်ခုတည်းသောအရာပေါ်မှာပဲရှိပါစေကိုရဲ့အာယုံတွေကိုတိုးတက်ခြင်းနဲ့ကျွမ်းကျင်မှုကိုကျွမ်းကျင်ခြင်းနဲ့အသွေးခေါ်တရက်မှာအာယုံစိုက်ထားရမယ်ကိုရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးအကြံပြုချက်တွေကိုမှတ်သားရမယ်ဒါမှကိုရဲ့အာယုံစိုက်မှုကိုအကျိုးရှိဆုံးကိစ္စအတွက်အသုံးချနိုင်မယ်အရေးအသွေးမြင့်လုပ်ငန်းပြီးမြောက်ဖို့ရန်အတွက်ကုန်သွားတဲ့အချိန်နဲ့အာယုံစိုက်နိုင်စွမ်းပေါ်မူတည်ပါတယ်အလုပ်ကိုအာယုံစိုက်လုပ်ဆောင်ခြင်းဖြင့်အလွတ်လုပ်လို့ကုန်သွားတဲ့စက္ကန့်တိုင်းအတွက်အကောင်းဆုံးရက်လက်ကိုရလိုက်နိုင်တယ်အလုပ်တစ်ခုကနေနောက်အလုပ်တစ်ခုကိုပြောင်းလုပ်လိုက်တာကြောင့်အာယုံစိုက်မှုအလားဟသက်ဖြစ်သွားသူတွေဟာနောက်ထပ်လုပ်တဲ့အလုပ်ကိုတေချာအာယုံစိုက်မလုပ်နိုင်ကြဘူးစိတ်နစ်ပြီးလုံနိုင်စွမ်းရှားပါလာခြင်းကအလင့်အကျင့်ရဲ့အားနည်းချက်တစ်သက်ကြောင့်တော့မဟုတ်ပါဘူးအလုပ်နေတော့မှဒီလိုအာယုံထွေပြားစရာတွေကိုလက်ခံမိတာဟာအလင့်အကျင့်ထက်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကြောင့်ဆိုတာသိလာလိမ့်မယ်ဇံဝင်စားပြီးလုပ်နေတဲ့ဘဝဟာဘယ်ရှုထောင့်ကပဲကြည်ကြည်ကကောင်းမှုမဖြတ်တန်းနေတဲ့ဘဝတစ်ခုပါပဲအလုပ်ကိုစိတ်နှိလောက်တတ်တဲ့အကျင့်တစ်ခုရရှိဖို့ဆိုတာစံတားရှိအောင်နဲ့မရဘူးဆိုတဲ့အချက်ကိုလည်းသိထားရပါမယ်ရရှိတဲ့သင်ခန်းစာပေါ့နော်။လက်တွေ့လို့ဆောင်မဲ့အရာကိုမပြောခင်မှာဒီစာအုပ်အပေါ်အမြင်ပြောရမယ်ဆိုရင်အခုထိပေါ့နော်ဆရာကစိတ်နှိပြီးတော့မှလှုပ်တဲ့ဟာကတန်ဖိုးရှိတာရဲ့စိတ်နှိပြီးတော့မှလှုပ်တဲ့အလုပ်တွေလှုပ်ဆောင်ခြင်းကပေါ့နော်တပြည့်ပြည့်နဲလာတယ်ဆိုတဲ့ဟာကိုသူအကျယ်တဝင့်ပေါ့နော်ဥပမာတွေအမြောက်များစွာနဲ့အများကြီးရှင်းပြထားတယ်ပေါ့နော်တပိုင်းပဲဖတ်ရသေးတယ်ပေါ့နော်နောက်တစ်ပိုင်းမှာတော့သူကဒီစိတ်နစ်ပြီးတော့မှလှုပ်လို့ရမယ့်နည်းလမ်းတွေကိုသူ sharing လုပ်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ပထမတစ်ပိုင်းဖတ်လိုက်တဲ့အခါမှာပဲဆရာကပေါ့နော်သူရှင်းပြတာအချက်လက်တွေတော်တော်စုံလင်လင်အများကြီးရှင်းပြတယ်ဆိုပေမဲ့ပေါ့နော်နည်းနည်းမထိရောက်ဘူးလို့ခံစားချက်ရတယ်သူပြောချင်တဲ့ဟာကိုပေါ့နော်ဒီထက်တိတိမိမိစာလုံးတွေနဲ့ပြောလို့ရနိုင်တဲ့ဟာကိုသူဒီလိုမပြောနိုင်ဘူးဆိုတဲ့ခံစားချက်လည်းဖြစ်တယ်ပေါ့နော်ဖတ်ရတဲ့လူတော်မှဒီစာအုပ်ကိုဖတ်ဖို့အတွက်စိတ်နစ်နေရအောင်လုပ်နေရတယ်ဆိုတဲ့ခံစားချက်လည်းဖြစ်တယ်ပေါ့နော်အမှန်တကယ်စိတ်အလုံးမှာစိတ်နစ်ပြီးတော့မှလှုပ်ချင်ပေမဲ့မလုံနိုင်ဘူးဆိုတဲ့ခံစားချက်လည်းဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအချက်လေးတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့တကယ်ပဲဒီပေါ့နော်ထိထိမိမိနဲ့အတိတ်ပဲရှိရှိပြောပေးလို့ရရဲ့ဒါနဲ့ဟိုမနော်သူနည်းနည်းရှိရှိဝေးနဲ့အချက်လက်ကြကြနဲ့ရှင်းပြပေးထားတာတွေ့တယ်ဆိုတော့လေဒီအပိုင်းမှာတော့နည်းနည်းနှမျောမိတဲ့ဟောက်စားတော့တတိထားမိတယ်ပေါ့နော်အခုဒီဖတ်တဲ့ချိပေါ့နော်လက်တွေ့လို့ဆောင်မဲ့အချက်ကိုလည်းကိုကမတွေ့သေးဘူးနော်ဒါပေမဲ့ကိုကဒီအထိဖတ်လာပြီးပြီဆိုတော့ပေါ့နော်ငါဘာလက်တွေ့လို့ဆိုင်ကောင်းမလဲလို့စဉ်းစားမိတဲ့အခါမှာဆိုရင်ဘာပေါ့နော်အခုရက်ပိုင်းမှာကရဖို့အနေနဲ့ဘယ်အပိုင်းကိုအာယုံစိုက်ပြီးတော့မှလက်တွေ့လှုပ်ဆောင်ဘယ်လိုလဲစိတ်နစ်ပြီးတော့လှုပ်ဖို့လိုအပ်လဲဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒါကိုတေချာစဉ်းစားမယ်ငါဘယ်အပိုင်းမှာစိတ်နစ်ပြီးတော့လှုပ်ဆောင်ရမှာလဲအာယုံထွေပြားလို့မရဘူးလေဆိုပြီးတော့မှစဉ်းစားမယ်ပေါ့နော်စဉ်းစားရုံပဲမကဘူးအဲ့ဒါကိုရေးချထားမယ်ဆိုပြီးတော့မှဒီအချက်ကိုပဲပေါ့နော်လက်တွေ့လှုပ်ဆောင်ဖို့စဉ်းစားထားပါတယ်ဘာလို့လဲဆိုရင်ဆရာနောက်တစ်ပိုင်းမှာဒီစိတ်နစ်ဖို့အတွက်လှုပ်လို့ရမယ့်နည်းလမ်းတွေကိုသူပြောထားတယ်ဆိုတော့နောက်တစ်ပိုင်းမှာဒီကိုလှုပ်ချင်တဲ့စိတ်နစ်ကိုလှုပ်ချင်တဲ့ပေါ့နော်စိတ်နစ်ပြီးတော့လှုပ်ဆောင်ခြင်းတဲ့အပိုင်းကိုဒီဆရာပေးတဲ့နည်းလမ်းတွေနဲ့ပေါင်းပြီးတော့လှုပ်မယ်ဆိုရင်ပို့ပြီးတော့အကျိုးထိအောင်မယ်လို့မျှော်လင့်နေပေါ့နော်ဒါကတော့ကျွန်မလက်တွေ့လှုပ်ဆောင်မဲ့အပိုင်းပဲဖြစ်ပါတယ်ဆိုတော့အခုအထိပေါ့နော်ဒီတစ်ပိုင်းထိဖက်တဲ့ဟာလည်းအရန်တော့ဘယ်လိုလဲစိတ်တိုင်းတော့မကြောက်ပေါ့နော်ကိုမြုံမှန်းတလောက်ဒီစာအုပ်ကကိုအတွက်မပေးနိုင်ဘူးဆိုတဲ့ခံစားချက်ဖြစ်ပေမဲ့ပေါ့နော်နောက်တစ်ပိုင်းကတော့သူနီးလန်းတွေပေးထားတယ်ဆိုတော့နောက်တစ်ပိုင်းလည်းဒီစာအုပ်နဲ့တို့ပြန်လာဖို့ရှိပါတယ်ဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်